English စာကို sub study လုပ်နေတဲ့လူတွေများသောအားဖြင့်မှားလေးရှိတယ်အမှားကြီးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့လေကိုက social media နဲ့လေ့လာတယ်မလားအဲ့တော့ social media ကြည့်နေရင်post တွေတွေ့လိုက်တယ်ဒါကနှစ်စဉ်စကားပြောမှာအသုံးဝင်တဲ့ဒီဟာလေးဘာဖြစ်ပါတယ်ဒါလေးကဘလို့အသုံးဝင်ပါတယ်ဆိုလို့ရှိရင် save လိုက်ပြန်အောင် English reading အတွက်ဒါလေးကဘလို့ကောင်းတယ်ဆိုရင်လည်း save လိုက်ပြန်အောင်English language နဲ့ပတ်သက်တဲ့ဘာတွေပဲတွေးလိုက်ကိုက save တယ်တောက်လျှောက် save တယ်ဒါပေမဲ့ပြန်မကြည့်ပြဘူးကိုယ့်ရဲ့ favorite list ထဲမှာကို save ထားတဲ့ဟာတွေကထောင်နဲ့တောင်းနဲ့မကရှိရဒါပေမဲ့ပြန်မကြည့်ပြဘူးပြန်ပြီးမလေ့လာပြဘူးအသစ်တွေပဲကိုယ့်ရဲ့ list ထဲကိုထပ်စေ့တာတော့လုံးဝလက်ကမြင်တာနော်တွေ့ပြီးဆိုတာနဲ့တောက်နဲ့အဲ့လိုမျိုးစေ့တာဒါပေမဲ့ပြန်မကြည့်ပြဘူးအဲ့တော့ကိုယ့်ရဲ့ favorite တွေကိုကြည့်လိုက်ပြီဆိုလို့ရှိရင်post တွေဆိုတာအများကြီးပဲအဲ့ဒါကြီးကြည့်ပြီးတော့လေချိုလက်အဲ့လိုဖြစ်ခဲ့တာပဲအရင်တော့အဲ့ဒါကြည့်ပြီးတော့ငါလေ့လာရမယ့်ဟာတွေအများကြီးကြံသေးတယ်ငါမှာလေ့လာစရာတွေကအများကြီးကြံသေးတယ်အချိန်ရမရှိဘူးဓာကြီးတွေကိုငါဘလို့ကုန်အောင်လေ့လာရမယ်ဆိုပြီးလေ့လာပါမလဲဆိုပြီးတော့တွေးပြီးတော့ depression ဝင်တာတော့ depression အဲ့လိုဝင်တာဘာမှမဟုတ်တာဘူးเนาะအဲ့တော့အဲ့ဒီဟာကိုချိုဘလို့ဖြည့်ရှင်းခဲ့လဲဆိုတော့လေကိုတတ်မှတ်လိုက်တယ်ငါဒီနေ့10ပုတ်ကို save ထားတဲ့ list ထဲက10ပုတ်ကိုလေ့လာမယ်10ပုတ်အနည်းဆုံးပြီးအောင်လေ့လာမယ်လို့သတ်မှတ်လိုက်ရင်social media နဲ့ဝင်တာနဲ့ကျန်တဲ့ဟာတွေဘာမှထပ်မလုပ်တော့ဘူးအဲ့ favorite ထဲကိုသွားတယ်ကို save ထားတဲ့ list ထဲကိုသွားတယ်ပြီးတော့တပုတ်ချင်းဖြိုသွားပြီးတော့လေ့လာတယ်ကြက်တယ်မှတ်တယ်နောက်နေ့ကျရင်လည်းအရှိကလေ့လာခဲ့တဲ့ဟာကိုပြန်ပြီးတော့လေ့ကျင့်တယ်နောက်ထပ်အသစ်ထပ်ပြီးတော့လေ့လာတယ်အဲ့လိုမျိုးတဖြည်းဖြည်းချင်းပြန်ဖြိုသွားတာပေါ့အထက်ကိုထပ်ပြီးတော့မထည့်ဘူးအဲ့လိုနောက်ပိုင်းကျတော့ကိုလည်းဖြိုနောက်ပြီးတော့နောက်ပိုင်းကျတော့လည်းသုံးရင်းနဲ့ထပ်ပြီးတော့ထည့်အဲ့တော့ဖြိုပြီးတော့လေလာတယ်ထပ်ပြီးတော့ထည့်ဆိုအမှန်တည်း balance ဖြစ်ပြီးတော့အဆင်ပြေလာတာကိုယ့်ရဲ့ save list ထဲမှာလည်းဗီဒီယိုတွေအဲ့လောက်ထိထောင်းနဲ့တောင်းနဲ့မကြံတော့ဘူးပေါ့သူ့ဟာနဲ့သူ level လေးက balance ဖြစ်လာတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ list ထဲမှာ save ထားတဲ့ဟာတွေကိုလေ့လာပါထပ်ပြီးတော့မထည့်ပါနဲ့အများကြီးမထည့်ပါနဲ့ထည့်တော့ထည့်အများကြီးမထည့်ပါနဲ့ကိုလေ့လာမယ်လို့တင်ထားတဲ့ဟာတွေကိုလေ့လာဖြစ်အောင်လေ့လာပါကိုယ့်ရဲ့စံနှုန်းသတ်မှတ်ပြီးတော့ပေါ့10ပုတ်ဆို10ပုတ်20ဆို20 okay